ဘယ်လှုပ်ဖယ်လှုပ်လို့အလွယ်တကူချောချောမောမောနဲ့အောင်မြင်သွားတယ်ဆိုတာမရှိဘူးဒါအလုတ်လုတ်ဖူးတဲ့ပုဂ္ဂိုလ်တိုင်းသိတယ်နော်ဘယ်ကိစ္စပဲလှုပ်လို့အဖူးအထစ်အခက်အခဲဆိုတာကြော်ရတာကြီးပဲအကုန်အဲ့ဒီလိုအခက်အခဲတွေကြော်ဖို့ရအတွက်ဘာလို့တော့ဆိုစိတ်ထကြံ့ခိုင်မို့မြတ်စွာဘုရားအမတ္တမထောင်းစီအောင်ဟောထားတာတခုအောင်မြင်ကြီးပွားခြင်းရင်ဆန္ဒရှိရရှိတဲ့အတိုင်းကြိုးစားရမယ်အခက်ခဲတွေ့လာလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်ရမယ်ဟောနော်စင်္ဂါဆက်ကတခုနဲ့တခုအမှတ်တမဲ့ဟောတာတော့မဟုတ်ဘူးနောက်ဆုံးကြတော့ဘာဟောတော့ဝိမန္တာဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းစားဉာဏ်လို့ခေါ်တယ် investigation စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်သူကနော်စဉ်းစားဉာဏ်နဲ့လုပ်တဲ့အရာတစ်ခုဟာအမှားမရှိဘူးပေါ့ဒါကြောင့်မို့ဒီ၄ခုပေါင်းလိုက်တဲ့အခါမှာဆန္ဒရှိတဲ့နောက်ကကြိုးစားမှုလိုက်တယ်စိတ်ဓာတ်ချမ်းခိုင်တယ်လုပ်သမျှအသိဉာဏ်နဲ့ဥဆောင်ပြီးတော့လုပ်တယ်လို့ဆိုတဲ့အခါဘယ်မှလည်းမအောင်မြင်ပဲရှိမလဲ